အခုမြင်နေရတဲ့ပွဲလေးကပေါ့နော်ပြီးခဲ့တဲ့တရက်နေ့က Hotel Sunshine မှာကျင်းပပြုလုပ်တဲ့ဆန်းလက်စိန်ဆိုင်ကြီးရဲ့ဒုဒမီလေးရဲ့ wedding ပဲဖြစ်ပါတယ်ပေါ့နော်ဒီ wedding လေးမှာဆိုလို့ရှိရင်ဒုဒမီကောဒုဒမီဘက်ကမိဘတွေအမတွေကောဒုဒဘက်ကအမတွေမိဘတွေကောအကုန်လုံးကမင်းတို့ဆိုင်မှာလက်တဲလေးဆိုပြီးအားပေးတဲ့အတွက်အကုန်လုံးကိုကျေးဇူးတင်ပါတယ်လို့ရှေးဥစွာပြောချင်ပါတယ်အရန်ကြီးကျယ်ခမ်းနားလာတဲ့မင်္ဂလာပွဲကြီးမှာမင်းတို့ဆိုင်ကလက်တဲချီတဲ့နဲ့ပတ်သက်တဲ့ဒီဇိုင်းတွေအကုန်တာဝန်ယူပေးရတဲ့အတွက်လည်းအရန်ကိုခေါ်ယူမိပါတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ပေါ့နော်လက်တဲဒီဇိုင်းရဆိုလို့ရှိရင်ရိုးရိုးရှင်းရှင်းလေးပဲပေါ့ပုံမှန်လိုမျိုးအတုကတ်တိုင်းပိုင်းမရှိဘူးသူရဲ့ original လက်တဲပေါ်မှာမှအယောင်အရန်ကြီးရှုပ်ရှက်ခတ်နေရတဲ့အယောင်ထင်းနိုင်မကြိုက်ပဲနဲ့ဒီ planner ပြောတယ်လို့မျိုးပေါ့နော်ရိုးရိုးရှင်းရှင်းလေးနဲ့ဒီ Cinderella theme လေးကိုယူပြီးတော့ design ပုံဖော်ပေးထားပဲဖြစ်ပါတယ်လက်မှာဆိုလို့ရှိရင်ရွှေဖြုံဒီတွေပါမယ်ပြီး crown လေးတွေပါမယ်တောက်ဖက်နဲ့လေးပါမယ် stars လေးပါမယ်ပေါ့နော်ဒီနေ့ဒုဒမီလေးစိတ်ကြိုက်အလှပဆုံးအကောင်းမွန်ဆုံးပုံဖော်ပေးထားတယ်ဖြစ်ပါတယ်အရန်လှပတဲ့ဒုဒမီနဲ့ဒုတာလည်းဦးအောင်မင်းအောင်တဆုံတိုင်ကျင်ကျင်နာနာပေါင်းဖတ်နိုင်ပါစေလို့မင်းတို့ beauty queen မှလည်းဆုတောင်းပေးပါတယ်